Hello everyone မင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ general knowledge လေးကတော့PR နဲ့ပတ်သက်တဲ့အကြောင်းလေးပါအားလုံးလည်းစိတ်ဝင်စားမယ်လို့ကျွန်တော်ယူဆပါတယ်ကျွန်တော်တို့ညီကိုတွေရောက်သူဖြင့်ယောက်ျားလေးတွေပေါ့နော်ဒီအကြောင်းအရာလေးကိုကြော်မသွားပဲအဆုံးထိနားထောင်ပေးဖို့အတွက်မြစ်တာရက်ခံကြပါတယ်ကျွန်တော်ကိုယ်တိုင် PR ရင်ဘယ်လောက်ကြိုက်လဲဆိုတော့ PR သချင်းတွေကိုကျွန်တော်ကိုယ်တိုင် PR ဆိုတဲ့အကြောင်းလေးတွေရနောက်ပြီးတော့ကျန်ခဲ့တဲ့နှစ်က PR ကျန်သေးလားဆိုတဲ့ချင်းလေးကိုကျွန်တော်ဥဆုံးရှင်ချင်းလေးကိုကျွန်တော်ပြန်ပြီးတော့ဝယ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ officially ကျွန်တော်ပုံစံလေးဆိုပြန်ထုတ်ထားအောင်ရှိပါတယ်အဲ့လောက်ဒီကျွန်တော် PR ကြိုက်ပါတယ်နောက်ပြီးတော့ကျွန်တော် PR အကြောင်းမပြောခင်လေးမှာကျွန်တော် PR 15နှစ်မပြည့်ခင်တည်းကကျွန်တော် PR တောက်ခဲ့တာပါအခုကျွန်တော်အသက်40အပေါ်ရောက်တော့ပါပြီ PR ရမ်းကြိုက်တယ်ဆိုတဲ့အကြောင်းကျွန်တော်ကဒီကနေအရင်ဆုံးရှေးဦးပထမကျွန်တော်အစပြောပြတာပေါ့နော်ဒါပေမဲ့ကျွန်တော် PR ကိုသတိထားတော့ရတာ9နှစ်ရှိသွားပြီ9နှစ်ကျော်သွားပြီကျွန်တော်မှလေးဘက်နာဘိုးနဲ့ကောက်ဖြစ်သွားတာပေါ့နော်လေးဘက်နာဘိုးများပြီးတော့ PR တောက်လို့လည်းပါတယ်စိတ်ဖိသူမှုတွေရမ်းများလည်းပါတယ်စိတ်ဖိသူများလေ PR တောက်လေကြိုက်လို့ PR တောက်လေကျွန်တော်ပို့ပြီးတော့လေးဘက်နာနဲ့ကောက်ဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်အစားတောက်အနေထိုင်ရမ်းဆင်နေရပါတယ်ဆိုကျွန်တော်တို့ PR အကြောင်းလေးစပြောချင်ပါတယ်ဘာအကြောင်းပြောချင်တာလဲဆိုတော့ပြီးထားတဲ့ topic လေးကတော့ကျမ်းမာရေးနဲ့မသင့်တော်သောမြန်မာပြည်က CPR များဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်ပါတယ်ဒီလိုပြောလို့ဘယ်ကုမ္ပဏီဘယ်တူတယောက် PR ထုတ်လုပ်တဲ့တူတယောက်မှကျွန်တော်ထိခိုက်နေတာလို့စိတ်မရှိပါဘူးကျွန်တော် CPR အကြောင်းလေးကိုကျွန်တော်သိထားသလောက် general knowledge အနေနဲ့ကျွန်တော် sharing လုပ်ပေးခြင်းပါတယ်အသိပေးချင်တာပေါ့နော်ကျမ်းမာရေးရှုထောင့်နေတယ်မတ်တေကျွန်တော်စပြောပါမယ်ကျွန်တော်တို့ PR ကိုကျွန်တော်နိုင်ငံခြားသွားတိုင်းလဲ CPR ပဲကျွန်တော်တောက်ပါတယ်ကျွန်တော်အရင်ကလည်းဟိုငယ်လေးကမြန်မာပြည်မှာလဲဆိုလဲကျွန်တော် CPR တောက်ပါတယ်ဘာကြောင့်လဲ CPR ရဲ့လက်ဆက်မှု drug PR ရဲ့အရာတော်ကိုကျွန်တော်ပို့ကြိုက်လို့ပါဒါပေမဲ့အခုနောက်ပိုင်းဘာတွေမြင်တွေ့လာလဲဆိုတော့ကျွန်တော်တို့ CPR မှာကျွန်တော်ဒါကတော့စပြီးပြောပါပြီဘူးတတာနဲ့ CPR မှာခေါက်ရှိပါတယ်အဲ့ခေါက်ကနေပြီးတော့ကျွန်တော်တို့က CO2 ရဲ့ P7 ရဲ့ဒီ gas ရေကိုသူကအချိုးညမျှတသွားချိန်တက်တော့မှ PR CPR တောက်လို့ကောင်းတာဖြစ်ပါတယ်အချိုးမြတ်တသွားမချိန်ညှိတတ်ဘူးအဲ့ခေါက်ကိုမကင်တတ်ဘူးဆိုရင်ပွင့်လင်းပြပြရင်တော့အဲ့ PR ထဲတဲ့ခေါက်ကင်တဲ့လူကတကယ်ဒီဟာတွေကိုတက်မြောက်တဲ့လူဆိုရင်တော့မှပိုကောင်းပါတယ်အချို့ကဝန်ထမ်းတယောက်ကိုပဲစိုင်းဒီဇိုင်းအဆင်ပြေတဲ့လူကိုကောက်ထည့်ခိုင်းတာမျိုးဆိုရင်အဲ့ PR တောက်မကောင်းပါဘူးဘာကြောင့်လဲဆိုတော့ CO2 နဲ့ P7 ရဲ့ဒီ gas ရေကိုအချိုးညီမျှဆိုတာတော့ပေါင်းဆက်မှPR ရတာပြည့်စုံပြီးကောင်းတာပါ and then နောက်ပြီးတော့ကျွန်တော်တို့ CPR ကိုထားတဲ့စနစ်ပါကျွန်တော် CE ကိုကျွန်တော် CEO ဟာကြီးလေ CPR CE ကိုကျွန်တော်တို့နေပူထဲမှာပြစ်ထားတော့လကောင်း CPR ကိုဖွင့်ပြီးွားရင်တော့အခွက်တည်းခွက်ပေါ့နော် CPR ဒီမှာအားလုံးသိတဲ့အတိုင်းပဲခွက်68ခွက်လာမြင်ရတယ်ခွက်တရားပါဗျာအဲ့ခွက်တရားကတကယ်ပြောအဲ့ CPR ကိုကောက်ကနေချိတ်လိုက်ပြီးဆိုတာ ਨੇ maximum 2ရက်ခွဲအတွင်းမှာအဲ့ PR ကိုကုန်တော့ပါတယ်မတော့အဲ့ PR ပြတ်ပါတယ်ဆိုတော့ကျွန်တော်တစ်ခေါက်ကြုံမှုတယ်ဗောနာမည်ကြီး PR ပဲကျွန်တော်တောက်လိုက်တော့အဲ့ဆိုင်ဟာဆိုင်အစ်စ်ကလေးပဲလူသိမ့်မလာတော့ကျွန်တော်တောက်လိုက်တော့ PR ကြီးကအဲ့လိုတောက်လို့မကောင်းအဲ့ကျွန်တော်သူ့ကိုမေးလိုက်တော့ခေါက်ချိန်နဲ့ဝန်ထမ်းလေးကလည်းတော်တဲ့ဝန်ထမ်းပဲဒါပေမဲ့ပြဿနာပဲမှာတော့တက်နေရလဲဆိုတော့အဲ့ CPR ကိုလွန်ခဲ့တဲ့3ရက်ထဲကသူတို့ဖွင့်လာတာဗောနော်အဓိကတော့ဆိုင်တစ်ဖြစ်တော့သူသိမ့်မရောင်းရသေးဘူးမရောင်းရတော့ PR ဒီတာဟိုကြီးက CE ကဖွင့်ထားပြီးတော့3ရက်ကျော်သွားတော့အရသာပြတ်သွားပြီဆိုတော့ကျွန်တော်တို့အခုမြန်မာပြည်ကဖြစ်နေတဲ့ CPR တော်တော်များများအဲ့ပြဿနာတက်နေပါတယ်PR ကိုသူတို့ကနေရာ space ပြဿနာရှိတော့နေရာရှိကိုပြစ်ထားလိုက်တော့နေရာနေထိလို့လည်းသူကမရပါဘူးနေကြာကြီးထိတာနေလန်းနိုင်တဲ့ PR ပြတ်ပါတယ်and then နောက်ပြီးတော့ထိုနည်း၎င်းမဲ့ PR ကိုဖွင့်ပြီးတော့ဒီ CE ကို3ရက်တော့မဟုတ်ဘူးကျွန်တော်ထင်တယ်2ရက်အတွင်းမှာတောက်မှာကောင်းမှာ3ရက်ကျော်ရင်လုံးဝမကောင်းတော့ရတာအဲ့ဒါမကောင်းတော့ပြတ်သွားတာပေါ့နော်အဲ့ဒါဖြစ်ပါတယ်ထိုနည်းတူစွာကျွန်တော်တို့ BRCE ကကောင်းတယ်လက်တော်ညာလေဒီကောင်းမှာဒီဆိုတာ3မျိုးကို CO2 နဲ့ PH7 နဲ့ဒီ gas နဲ့ကိုအချိုးမြတ်တာသွားမချိန်တွေ့တတ်ဘူးဆိုရင်လည်းအဲ့ PR တောက်လို့မကောင်းပါဘူးဆိုတော့ကျွန်တော်ဒီမှာအဲ့ပြဿနာကြီးတက်နေတာပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်အသိပေးခြင်းဒီကနေ knowledge ပေါ့နော်ပေးခြင်းဖြစ်ပါတယ် PR တောက်တဲ့ညီကိုများဖြစ်နိုင်ရင်border plane တို့မဟုတ်ကန်ကိုပဲဦးစားပေးပြီးတောက်ဖို့အတွက်ကျွန်တော်ကနေပြီးတော့လက်ညွန်ကန်ကျမ်းမာရေးရှုတော့လက်ညွန်ချက်လေးပေးခြင်းပါတယ်နောက် season တွေမှာလည်းကျွန်တော်ဘီယာကိုဘယ်လိုတောက်အောင်လဲဝီစကီကိုဘယ်လိုတောက်အောင်လဲ
ဘေးချင်းဒီမှာဘေးရက်ကိုဘယ်လိုတောက်တင်လဲကျွန်တော်နဲ့ခင်တဲ့ညီငယ်တွေဆိုရင်ကျွန်တော်အမြဲတမ်းကျွန်တော် sharing လုပ်ပေးလို့ရှိပါတယ်အခုကတော့သူများကိုမပေးတော့ဘဲနဲ့ကျွန်တော်ချစ်ခင်တဲ့TikTok သုံးကြတဲ့မိတ်ဆွေတွေအားလုံးကိုဒီကနေပြီးတော့ထွေထွေဘူးတတာလေးတွေကျွန်တော်ရဲ့လေးလာတာသမျှကျွန်တော်ကြုံခဲ့သမျှဘူးတတာလေးကို sharing လုပ်ပေးခြင်းပါတယ် monetization လည်းမလုပ်ထားပါဘူးကျွန်တော်မြစ်တာနဲ့ကျွန်တော်အသိပညာလေးတွေဝင်ငါပေးခြင်းနဲ့စိတ်စေတနာနဲ့ကျွန်တော်ဒီ program လေးတွေကိုယခုတက်ဆက်ပေးခြင်းအချိန်ရသလိုယခုတက်ဆက်ပေးခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တက်နိုင်တဲ့လောက်ညီကိုတွေဘီယာကြိုက်တဲ့လူတွေဖြစ်နိုင်ရင်တက်နိုင်တဲ့လောက်ပေါ့နော်အကေကောင်းတဲ့ hotel တွေပါတက်နေနေရဆိုရင်တော့ CBR တောက်ပါချို့နေရာကြီးဆိုရင်တော့ကမ်ဘူးသို့မဟုတ်ပလင်းကိုပဲဦးစားပေးပြီးတော့တောက်သုံးကြပါလို့ကျွန်တော်ကနေဒီကနေကျမ်းမာရေးအရာစကားလက်ဆောင်နဲ့လမ်းညွှန်ချက်လေးပေးချင်ပါတယ်ကျွန်တော်တို့လိုပဲဘီယာကြိုက်နေတတ်တဲ့လူတွေအားလုံးလည်းဒီကျွန်တော်ရဲ့အစီအစဉ်လေးကိုကြိုက်နေတတ်မယ်လို့ကျွန်တော်ယူဆပါတယ်ထင်မြင်ချက်လေးရှိရင်လည်းသိချင်တာလေးရှိရင်လည်း comment ရေးပြီးတော့ရေးသားပေးဖို့အတွက်ကမ်းလှမ်းချင်ပါတယ်ဆိုတော့မိကုန်းလေးတွေမေးချင်တာရှိရင်လည်းပေါ့နော်ဆိုတော့ကျွန်တော်တို့ဘီယာကိုကျွန်တော်တို့ကျမ်းမာရေးရှုထောင့်နေပြီးတော့တောက်ဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်နောက်ပြီးတော့ဘီယာတောက်ပြီးတော့လည်းနောက်တစ်ခုကတော့ဒီထဲမှာထည့်ပြောချင်တာတော့ချင်းချင်းနေနဲ့ဘီယာကြောင့်ဝါတာမဟုတ်ပါဘူးအချို့ကဘီယာတောက်ရင်ဝါတယ်ဆိုရဲလွဲမှားတဲ့အထင်မြင်လေးကိုလည်းကျွန်တော်ဒီကနေပြီးတော့စကားလက်ဆောင်ပေးခဲ့ချင်ပါတယ်ဘီယာတောက်ပြီးအရန်စားလို့ဝါတာပါဘီယာတောက်လို့ဝါတာမဟုတ်ပါဘူးတကယ်ကအရက်တောက်ရင်တော့ဝါရင်ဝါတာပါဘီယာတောက်လို့မဝါပါဘူးဆိုတော့ဘီယာကျိုင်းနေတဲ့ညီကိုတွေအားလုံးဘီယာတောက်ပြီးတော့ဘဝကိုကိုလှုပ်ချင်တဲ့အရာလေးတွေကိုအကောင်းဆုံးလုပ်နိုင်ကြပါသည်တွေးတော့ကြံစနိုင်ကြပါသည်အလွန်ကျွန်တော်မတောက်ကြပါနဲ့ပေါ့နော်ပြောရတဲ့ဒီ topic လေးကိုကျွန်တော်အဆုံးသတ်ချင်ပါတယ်နောက် program လေးတွေမှာလည်းဒီထက်စိတ်ဝင်စားပြကောင်းတဲ့ဘူးသားရပြကောင်းတဲ့အကြောင်းအရာလေးနဲ့ content လေးနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံး see you guys peace happy new year